ပြီးခဲ့တဲ့အပတ်က American Congress လွှတ်တော်မှာသမ္မတ Trump အနေနဲ့အရှိဆုံးမိန့်ခွန်းကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီအရာကထူးဆန်းတာမဟုတ်ပါဘူး။ထူးဆန်းတာကအဲ့ဒီမိန့်ခွန်းထဲမှာ American အနေနဲ့အရင်ကတည်းကချမ်းသာလာတယ်ဆိုပြီးပြောခဲ့တာကထူးဆန်းနေတာပါ။သူကိုယ်တိုင်ကလည်းသမ္မတမဖြစ်ခင်ကတည်းက American ကိုအကောင့်တကအကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးဂရုတွေပေးခဲ့ချတာကိုမှတ်မိကြအောင်ပါပါ။ဒါဆိုသူတကယ်ပဲဂရုတည်ခဲ့တာလား။ American ကတကယ်ပဲချမ်းသာလာခဲ့တာလား။သမ္မတရဲ့စကားနဲ့ပြည်သူတွေရဲ့လက်တွေ့ဘဝကထက်တူကြရလားဆိုတာတွေကိုဆွေးနွေးကြည့်အောင်ဒီမေးခွန်းတွေကိုဖြေဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့အပေါ်ယံကိန်းဂဏန်းတွေကိုပဲကြည့်လို့မရပါဘူးနိုင်ငံရေးနဲ့စီးပွားရေးဆိုတာဒင်းကားပြတစ်ခုရဲ့ခေါင်းနဲ့ပန်းလိုပဲစန့်ကျင်ဘက်လို့ထင်ရပေမဲ့တကယ်တမ်းမှာဆက်ဆက်နေတဲ့အရာတွေပါဒါကြောင့်သမ္မတ Trump ကအမေရိကန်ဟာသမိုင်းတစ်လျှောက်အချမ်းသာဆုံးအချိန်ကိုရောက်နေပြီလို့ကြေညာလိုက်တဲ့အခါဒါဟာနိုင်ငံရေးအရအမျက်ထုတ်တဲ့စကားသက်လားဒါမှမဟုတ်တကယ်လက်တွေ့မြေပြင်အခြေအနေကိုထင်ဟပ်နေတာလားဆိုတာတေချာခွဲခြမ်းစိတ်ဖြာကြည့်ဖို့လိုအပ်လာပါတယ်စီးပွားရေးကိန်းညွှန်းတွေကိုကြည့်မယ်ဆိုရင်တော့ Trump ပြောတဲ့စကားဟာတစိမ့်တစ်ပိုင်းမှန်ကန်နေတာကိုတွေ့ရပါလိမ့်မယ်အမေရိကန်နိုင်ငံရဲ့ GDP ဟာဇက်တိုက်တက်နေသလို Wall Street က stock share ဈေးကွက်တွေဟာလည်းစံချိန်တွေအမြင့်ဆုံးကိုရောက်ရှိနေတာဖြစ်ပါတယ်နိုင်ငံတနိုင်ငံရဲ့စုစုပေါင်းကျွဲဝချမ်းသာမှုကိုတိုင်းတာတဲ့နေရာမှာအမေရိကန်ဟာဒေါ်လာ30 trillion ကျော်နဲ့ကမ္ဘာနံပါတ်1နေရာမှာခိုင်ခိုင်မာမာရပ်တည်နေသေးပါဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အဓိကမေးရမယ့်မေးခွန်းတစ်ခုရှိလာပါတယ်အဲ့ဒီချမ်းသာကြွယ်ဝမှုတွေကဘသူရဲ့အိတ်ကက်ထဲကိုရောက်သွားတာလဲဆိုတဲ့မေးခွန်းပါနိုင်ငံတနိုင်ငံချမ်းသာလာတိုင်းနိုင်ငံသားတိုင်းချမ်းသာလာတာမဟုတ်ပါဘူး stock share ဈေးကွက်တွေတက်နေပြီမဲ့တကယ်တမ်း stock share ပိုင်ဆိုင်ထားတဲ့သူအများစုဟာအမေရိကန်လူဦးရေရဲ့ထိပ်တန်းလူချမ်းသာတွေထဲမှာမှ10%တသားလောက်ပဲဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ချမ်းသာလာပြီလို့ပြောတဲ့အခါအမေရိကန်ကကုမ္ပဏီကြီးတွေဘီလီယံနာတထေးကြီးတွေချမ်းသာလာတာလား။ဒါမှမဟုတ်တာမန်အလုပ်သမားလူဒန်းစားတွေပါဘဝအာမခံချက်ပိုရှိလာတာလားဆိုတာကိုသေချာကွဲကွဲပြတ်ပြတ်မြင်ဖို့လိုပါတယ်။တကယ်လက်တွေ့မြေပြင်မှာတာမန်အမေရိကန်ပြည်သူတွေရင်ဆိုင်နေရတဲ့အခြေအနေကသမ္မတရဲ့မိန့်ခွန်းတွေကလို့တော့လှပမနေပါဘူး။ American ပြည်သူအများစုဟာငွေကြေးဖောင်းပွမှုထံကို Trump ပြောခဲ့တဲ့အချမ်းသာဆုံးအချိန်ကာလမှာနေအလူးလဲခံနေရတာပါ။နေ့စဉ်စားသောက်ကုန်တွေရဲ့ကုန်ကျစရိတ်တွေအိမ်လကားတွေကျန်းမာရေးစောင့်ရှောက်မှုစရိတ်တွေဟာမကြုံစဘူးမြင့်တက်နေပါတယ်။လစာငွေတိုးလာတဲ့ဆိုပေမဲ့တိုးလာတဲ့လစာထက်ကုန်စည်နှုန်းတက်တဲ့နှုန်းကပိုမြန်နေတော့တာမန် American တယောက်ရဲ့အမှန်တကယ်ဝယ်လိုအားကတော့ကျဆင်းနေတာကိုတွေ့ရပါတယ်။ဒါကိုစီးပွားရေးပညာရှင်တွေကဓနအင်အားကွာဟမှု wealth inequality လို့ခေါ်ကြပါတယ်။အစိုးရကထုတ်ပြန်တဲ့စီးရင်စရာတွေအရနိုင်ငံဟာချမ်းသာနေပြီမဲ့ပြည်သူတွေရဲ့နေစဉ်ဖြတ်သန်းမှုဘဝတွေကတော့ credit card အကျွေးတွေများလာပြီးလာကုန်ရက်ကိုမနေရုံးကန်ဖြတ်သန်းနေရသူတွေဒူးနဲ့ဒေရှိနေပါတယ်ဒီလိုအခြေအနေမျိုးမှာသမ္မတ Trump ရဲ့ American နိုင်ငံချမ်းသာရေးစီးပွားရေးမူဝါဒတွေကမိကွန်းထုတ်ချင်စရာကောင်းနေတာကတော့အမှန်ပါပဲသူရဲ့အဓိကမူဝါဒတွေထဲမှာအခွန်လျှော့ပေးခြင်းနဲ့အခွန်တိုးကောက်ခြင်းဆိုတဲ့ပြောင်းပြန်အခြေအနေနှစ်ခုကိုတွေ့ရတယ်ဒီမူဝါဒနှစ်ခုကပြောင်းပြန်ဖြစ်နေသလိုအတုံးချနေတဲ့နေပယ်ကလည်းမတူပါဘူးပြည်ရင်းတွေကလုပ်ငန်းတွေကိုတော့အခွန်လျှော့ပေးနေတာကြောင့်စီးပွားရေးလုပ်ငန်းကြီးတွေဟာပို့ပြီးတော့ကောင်းကောင်းမွန်မွန်လဲပတ်နိုင်တယ်ဒါပေမဲ့ဒီအခွင့်အရေးတွေကလည်းလုပ်ငန်းရှင်တွေပဲရကြတာပါအခွန်တိုးကောက်တာကတော့ဒုတိယအကြိမ် Trump သမ္မတတက်လာတဲ့အချိန်မှာအကြီးမားဆုံးအကောင့်ထဲပေါ်လိုက်တဲ့ကိစ္စပါပဲပြည်ပကဝင်လာတဲ့ကုန်ပစ္စည်းတွေအတွက်အခွန်တွေကိုအဆမတန်တိုးကောက်လိုက်တာပါသူ့ရှိမှန်းချက်ကတော့ရှင်းရှင်းလေးပါပဲနိုင်ငံသားတွေအနေနဲ့ကိုယ့်နိုင်ငံကထုတ်တဲ့ကုန်ပစ္စည်းတွေကိုပဲသုံးခိုင်းစေခြင်းတဲ့သဘောပါဒါပေမဲ့အဲ့ဒီရည်ရွယ်ချက်ရဲ့အဆုံးသတ်ကတော့ပြည်သူတွေရဲ့အပေါ်ကိုဓာတ်ရိုက်တက်ရောက်သွားတာပါပဲအရင်က9000နဲ့ပေးဝယ်ရတဲ့အရာလေးတစ်ခုကအခုဆို1000ကျော်လာခဲ့ပြီးတော့ပိုလာတဲ့9000ကလည်းအခွန်ပိုတက်တက်ပါပဲဒါဟာသမ္မတ Trump အနေနဲ့ American ကိုချမ်းသာအောင်လုပ်ပေးနေတယ်ဆိုတဲ့စကားကိုပြည်သူအများစုကတန်တရားဝင်စရာအကြောင်းရင်းတစ်ခုဖြစ်လာပါတယ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကအခုလက်ရှိ2026 March လမှာဖြစ်ပေါ်နေတဲ့ကမ္ဘာနိုင်ငံရေးအခင်းအကျင်းနဲ့ American စီးပွားရေးရဲ့ဆက်ဆက်မှုပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်း Iran နဲ့ American နိုင်ငံနှစ်ခုကြားမှာစစ်ရေးပဋိပက္ခတွေကအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပါတယ်ဒီလိုစစ်မီးကြွလာတဲ့အချိန်မှာ American ချမ်းသာလာသလားဆိုတဲ့မိကုံကိုအခြားရှုထောင့်တစ်ခုကနေကြည့်လိုက်ကြရအောင်စစ်ပွဲတွေဖြစ်လာပြီဆိုရင် American ရဲ့စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေဟာအကြီးအကျယ်အကျိုးမြတ်တွေရရှိကြပါတယ်ဒါကြောင့်လေနိုင်ငံနှစ်ခုစစ်ဖြစ်တိုင်းလက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာဈေးတွေဟာမိုးပြန်အောင်ကိုတက်သွားလိမ့်ရှိပါတယ်ဒီရှုထောင့်ကကြည့်ရင်တော့ American နိုင်ငံတွေကတချို့စီးပွားရေးအင်အားစုတွေကတော့ပိုပြီးချမ်းသာလာတယ်လို့ဆိုနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအရှိအလဲပိုင်းကစစ်ရေးတင်းမာမှုတွေကြောင့်
ကမ္ဘာရည်နဲ့ဈေးကွက်ဟာအကြီးအကျယ်ကမောက်ကမဖြစ်နေတာကိုလူတိုင်းအသိပါပဲရေတံဈေးမြင့်တက်လာတာနဲ့အမျှတည်ယူပို့ဆောင်ရေးဈေးတွေကြီးမားလာပြီးတော့အဲ့ဒီဂရက်ဟာအမေရိကန်ပြည်သူတွေရဲ့နေ့စဉ်ကုန်စည်နှုန်းတွေအပေါ်ဓာတ်ရိုက်တက်ရောက်လာပါတယ်ပြောရရင်တော့အဲ့ဒီဂရက်ဟာအမေရိကန်တစ်နိုင်ငံနဲ့ဖြစ်နေတာတော့မဟုတ်ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာပါအပြောင်းလဲတွေအများကြီးဖြစ်နေတာကိုတွေ့ရမှာပါဒါပေမဲ့စစ်ပွဲမှာဓာတ်ရိုက်ပါဝင်နေတဲ့အမေရိကန်တွေအတွက်တော့စစ်သုံးစရိတ်ဆိုပြီးထပ်ကုန်ရအောင်ပါဒီလိုစစ်ပွဲမှာသုံးစွဲရမယ့်ဘီလီယံနဲ့ချီတဲ့နိုင်ငံတော်ဘတ်ဂျက်တွေဟာပြည်တွင်းကလမ်းပန်းဆက်သွယ်ရေးပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာသုံးစွဲရမယ့်အခွန်ငွေတွေစီကနေစိတ်ထွက်သွားတာဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာနိုင်ငံရေးစပွဲဝိုင်းပေါ်မှာတော့အမေရိကန်ဟာသူတို့ရဲ့ဩဇာအာဏာကိုပြသနိုင်ပေမဲ့အိမ်မှာကြံခဲ့တဲ့ပြည်သူတွေရဲ့စပွဲဝိုင်းပေါ်ကထမင်းဟင်းလျာတွေကိုတော့ချောင်းလဲသွားအောင်မလုပ်ပေးနိုင်တာကတော့တကယ်အမှန်တရားပါပဲသမရထရန့်ရဲ့နောက်ထပ်အဓိကကျတဲ့စီးပွားရေးအဘော်တစ်ခုကတော့အလောက်ကိုင်အခွင့်အလမ်းတွေဖန်တီးပေးခြင်းပဲဖြစ်ပါတယ်ထရန့်ရဲ့လက်ထက်မှာအမေရိကန်ပြည်သူတွေရဲ့အလုတ်လက်မဲ့နှုံထားတွေကျဆင်းနေတယ်ဆိုတာကတော့မှန်ကန်ပေမဲ့အဲ့ဒီအသစ်ဖန်တီးလိုက်တဲ့အလုတ်အကင်အများစုဟာယာယီအလုတ်တွေ part time အလုတ်တွေနဲ့ခန်းစားခွင့်အပြည့်အဝမရတဲ့အလုတ်တွေသာဖြစ်နေတာကိုလေ့လာသူတွေကထောက်ပြကြပါတယ်အမေရိကန်အလုတ်သမားတွေဟာအလုတ်တစ်ခုတည်းနဲ့ရက်တီလို့မရတော့ပဲအလုတ်2ခု3ခုလောက်လုံးမှသာအခြေခံစာဝတ်နေရေးကိုဖြည့်ရှင်းနိုင်မယ့်အခြေအနေကိုရောက်နေကြပါတယ်ဒါဟာနိုင်ငံတော်အဆင့်မှာချမ်းသာကြွယ်ဝမှုကိန်းဂဏန်းတွေမြင့်တက်နေပေမဲ့လူနေမှုအဆင့်တက်ဟာမြင့်တက်မလာဘူးဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်ဒီအချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါမှာသမ္မတထရန့်ပြောခဲ့တဲ့အမေရိကန်ကအရင်ကထက်ချမ်းသာလာတယ်ဆိုတဲ့စကားဟာနိုင်ငံရေးအရာအလွန်ပါးနှက်တဲ့စကားလုံးတစ်ခုပဲဆိုတာကိုတွေ့ရပါမယ်တိုင်းပြည်ရဲ့စုစုပေါင်းပိုင်ဆိုင်မှုနဲ့ corporation ကြီးတွေရဲ့အမြတ်ဆုံးတွေကိုကြည့်ရင်ဒီစကားဟာအမှန်တရားဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီချမ်းသာကြွယ်ဝမှုတွေကိုဖန်တီးပေးနေတဲ့တာမန်အလုပ်သမားပြည်သူတွေအတွက်ကတော့ဒီစကားဟာလှောင်ပြောင်နေသလိုခံစားရနိုင်ပါတယ်ဒါကြောင့်သူ့ရဲ့စကားကမှန်လားဆိုတော့မှန်တယ်ဒါပေမဲ့မှားလားဆိုတော့လေဟုတ်တယ်လို့ပြောရမယ်အခြေအနေပါထရန့်ကတော့ဟိုးရင်ကလေးကဒီလိုစကားအပြောဆိုပိုင်းမှာသူမတူအောင်မိုက်တဲ့လူတစ်ယောက်ပါဒီအကြောင်းကိုသူကိုယ်တိုင်ရေးထားတဲ့ The Art of the Deal ဆိုတဲ့စာအုပ်ကိုဖတ်ဖူးရင်သိမှာပါသူကစကားအပြောဆိုပိုင်းမှာအတော်လေးကောင်းသူတစ်ယောက်ဖြစ်ပြီးသူရဲ့ညှိနှိုင်းဖြည့်ရှင်းတဲ့ skill ကလည်းသူမတူအောင်ကြောက်ဖို့ကောင်းတာပါမယောင်းပါဘူးအတင်းပြောနေတဲ့အစာအုပ်တစ်ခုကိုတော့မယောင်းရင်ရောင်းအောင်ကိုလုံနိုင်စွမ်းရှိတာပါဒီလို trend ရဲ့ညှိနှိုင်းနိုင်စွမ်းနဲ့စကားအပြောဆိုပိုင်းတွေကိုသိချင်တယ်ဆိုရင်သူကိုယ်တိုင်ရေးထားတဲ့ The Art of the Deal ဆိုတဲ့စာအုပ်ကိုကျွန်တော်တို့ရဲ့ရွှေနို့ application ထဲမှာအတန်နဲ့ရောစာနဲ့ပါဖတ်လို့ရပါပြီအကျိုးအပြင်ပြောရရင် American က trend ပြောသလိုချမ်းသာလာတာသိကြပါတယ်ဒါပေမဲ့အဲ့ဒီချမ်းသာမှုဟာအားလုံးအတွက်မျှတတဲ့ချမ်းသာမှုမဟုတ်ပါဘူးထိတ်တန်းလူရန်စားတစ်ခုအတွက်သာရည်ရွယ်ထားတဲ့စီးပွားရေးစနစ်တစ်ခုလဲပတ်နေတာဖြစ်ပြီးလက်ရှိဖြစ်ပွားနေတဲ့အီရန်နဲ့စီးရီးတင်းမာမှုတွေလိုကမ္ဘာနိုင်ငံရေးအကျပ်အတဲတွေကလည်းတာမန်ပြည်သူတွေရဲ့ဘဝကိုပိုပြီးကြက်တဲလာစေပါတယ်ဒါကြောင့်သမ္မတထရန့်ရဲ့ဂရီးကဝတ်တွေဟာအမေရိကန်နိုင်ငံတော်ကြီးဆိုတဲ့အရာဝတ္ထုအတွက်တော့ပြေဝကောင်းပြေဝနိုင်ပေမဲ့အဲ့ဒီနိုင်ငံတော်ကြီးကိုဖွဲ့စည်းထားတဲ့တာမန်ပြည်သူတဦးချင်းစီရဲ့ဘဝတွေအတွက်ကတော့မိကွန်းထုတ်စရာတွေအများကြီးကျန်ရှိနေသေးတယ်ဆိုတာကိုအရှိတိုင်းလက်ခံရမှာပဲဖြစ်ပါတယ်အစိုးရရဲ့ကြွေးမြီးတွေဟာလည်းတမိုင်းတစ်လျှောက်အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပြီးတော့အဲ့ဒီအကြွေးတွေကိုအနာဂတ်မျိုးဆက်တွေကဆက်လက်ပေးဆက်ရမှာဖြစ်ပါတယ်လက်ရှိတွေ့မြင်နေရတဲ့စီးပွားရေးတိုးတက်မှုဆိုတာဟာအကြွေးတွေနဲ့တိစောက်ထားတဲ့ရွှေစိန်ချမ်းသာမှုတစ်ခုဖြစ်နေပြီးတော့အခြေခံအုတ်မြစ်ကတော့ခိုင်မာမှုမရှိဘူးလို့စီးပွားရေးပညာရှင်အများပြားကသတိပေးနေကြပါတယ်ကဲအခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့အချက်လက်တွေကိုနားထောင်ပြီးတဲ့နောက်မှာပရိသတ်တို့အနေနဲ့ကဘယ်လိုမြင်လဲသမ္မတထရန့်ရဲ့မူဝါဒတွေကအမေရိကန်ကိုတကယ်ပဲချမ်းသာစေတယ်လို့ထင်လားဒါမှမဟုတ်လူချမ်းသာတွေပိုချမ်းသာအောင်လုပ်ပေးနေတဲ့နိုင်ငံရေးကစားကွက်တစ်ခုလို့မြင်လားလက်ရှိဖြစ်ပျက်နေတဲ့စစ်ပွဲတွေကရောဒီစီးပွားရေးအပေါ်ဘယ်လိုရိုက်ခတ်မှုတွေရှိလာနိုင်မယ်ထင်လဲကိုယ့်ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာရွှေနှုံးဝင်ထဲမှာကောက်ပန်းလိုက်တာနဲ့အခမဲ့ဆောင်ငါးဦးတောင်ဖတ်လို့ရနေပြီနော်နိုင်ငံတကာစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနဲ့ရောအတန်နဲ့ပါနားထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံသေးစိတ်ကိုလည်းရွှေနှုံး Facebook page မှာမေးမြန်းနိုင်ပါတယ်